အခုလိုမျိုး motion graphic video လေးတွေကိုဈေးတက်တာနဲ့အလွယ်တကူထုတ်လို့ရပါပြီ။ထုတ်နည်းလေးကိုသိချင်ရင်တော့ video ကိုအဆုံးထိကြည့်လိုက်ပါ။ Okay ရှေ့မှာပြခဲ့တဲ့ video လေးကိုဘယ်လိုလုပ်တယ်လဲဆိုတော့ကျွန်တော်လုပ်ပြပါမယ်။ credit လည်းအရင်အများကြီးမကုန်ပါဘူး။ဒီလို video လေးတွေကကျွန်တော်တို့နောက်ကနေအတန်နဲ့ရှင်းပြတဲ့ video လေးတွေလုပ်တဲ့အခါမှာတော်တော်လေးအသုံးဝင်ပါတယ်။တချို့ဆိုလို့ရှိရင်ဒီလို video လေးတွေရဖို့အတွက်ကျွန်တော်တို့ Align Motion application မှာအချိန်အကြာကြီးပေးပြီးလုပ်ရတယ်ပေါ့နော်။ဘာလို့လဲဆိုတော့ तू ကအနုစိတ်တာဟို key frame တွေအများကြီးသုံးပြီးတော့သေချာလုပ်ရတာပေါ့နော်။အဲ့တော့ကျွန်တော်တို့ကဒီမှာကျတော့ကိုလိုချင်တာလေးကိုပဲရေးပေးလိုက်ရုံပါပဲ။ကျွန်တော်ဒီမှာနမူနာလေးတစ်ခုရေးထားပါတယ်။ဒီနမူနာလေးလိုချင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်စီမှာလာတောင်းလို့ရပါတယ်နော်။ဒီမှာကျွန်တော်တို့ prompt လေးထည့်လိုက်မယ်။ပြီးပြီဆိုရင်ကြာချိန်ကကျွန်တော်12စက္ကန့်လောက်ထားဆိုတော့ဒါလေးယူလိုက်မယ်။ ratio ကကြတော့ကျွန်တော် square လေးယူလိုက်မယ်ပေါ့နော်။တစ်ချိုးတစ်ကလေးယူလိုက်မယ်။ဒီနေရာမှာထုတ်မဲ့ model က Gemini 3.5 ထားမယ်။ Okay ဒီနေရာမှာကျွန်တော်တို့ကိုယ့်ရဲ့ API key လေးထည့်ပေးလိုက်ပါမယ်။ကိုကဗီဒီယိုထဲမှာပုံလေးတွေထည့်သုံးမယ်ဆိုလို့ရှိရင်ဒီမှာပုံတွေထပ်ပြီးတော့ဖြည့်လို့ရတယ်နော်ကျွန်တော်တော့ပုံမသုံးဆိုတော့ဒီတိုင်းပဲ prompt နဲ့ပဲခိုင်းထားတာကျွန်တော်ကဒီ React component လေးတွေနဲ့ပဲသုံးမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်မထည့်တော့နော်ပြီးရင်ဒီကောင်လေးကိုနှိပ်လိုက်ရုံပါပဲဒီမှာနည်းနည်းစောင့်ရတဲ့အပိုင်းကအဓိကကတော့ကျွန်တော်တို့ကိုလိုချင်တဲ့ဒီပုံစံရဖို့အတွက်ဒီ Gemini ကနေပြီးတော့ပြောမယ်ဆိုလို့ရှိရင်ကုတ်ထုတ်ပေးတာပေါ့နော်ကုတ်ထုတ်ပေးတဲ့အပိုင်းလေးပဲနည်းနည်းစောင့်ရတာပါဟိုဗီဒီယိုကုတ်ရပြီဆိုလို့ရှိရင်ဗီဒီယိုထွက်လာဖို့ကမကြပါဘူးခဏလေးနဲ့ရပါတယ်โอเคဒီမှာဆိုရင်ဗီဒီယိုလေးထွက်လာပါပြီကျွန်တော်တစ်ချက်ဖွင့်ပြပါမယ်နော်အစကနေကျွန်တော်တစ်ချက်ကြည့်မယ်ပေါ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာနော်ကျွန်တော် React component လေးတွေလို့ပြောထားဆိုတော့ဒါလေးတွေသူထည့်ပေးတယ်နော်ပြီးတော့စာလေးတွေကလည်းကျွန်တော်ပြောသလိုမျိုးပဲဒီမှာဒီ line လေးတွေကနေပြီးတော့ထွက်လာတာတွေ့ရနော်โอเคဖွင့်ပြလိုက်ပါမယ်ကြည့်ပါနော်โอเคဒါကွက်တီပဲနော်အဲ့တော့ဒီလိုမျိုးလေးစမ်းကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်ထုတ်တဲ့ prompt လေးကိုလာတောင်းလို့ရပါတယ်အဲ့တော့ကိုပြင်ချင်တာလေးကိုဗျာကျွန်တော်လုပ်ပေးထားတဲ့ prompt လေးမှာကျွန်တော်တို့ကိုပြင်ချင်တဲ့နေရာလေးတွေကိုလေဒီကျွန်တော်ပေးထားတဲ့ format အတိုင်းကိုမှလိုက်ပြင်ပေးလိုက်တာဆိုရင်အဆင်ပြေသွားပါလိမ့်မယ်အခုလိုမျိုး motion graphic video လေးတွေကိုဈေးတက်တာနဲ့အလွယ်တကူထုတ်လို့ရပါပြီထုတ်နည်းလေးကိုသိချင်ရင်တော့ video ကိုအဆုံးထိကြည့်လိုက်ပါအခုလိုမျိုး motion graphic video လေးတွေကိုဈေးတက်တာနဲ့အလွယ်တကူထုတ်လို့ရပါပြီထုတ်နည်းလေးကိုသိချင်ရင်တော့ video ကိုအဆုံးထိကြည့်လိုက်ပါအခုလိုမျိုး motion graphic video လေးတွေကိုဈေးတက်တာနဲ့အလွယ်တကူထုတ်လို့ရပါပြီထုတ်နည်းလေးကိုသိချင်ရင်တော့ video ကိုအဆုံးထိကြည့်လိုက်ပါ